JNPT စာမေးပွဲအတွက်စီကံချက်များထပ်တိုးသတ်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2026ခုနှစ် JNPT စာမေးပွဲရဲ့စာဖြေခန်းသို့ရောက်ရှိချိန်သတ်မှတ်မှုအပါအဝင်စီကံချက်တချို့ကိုထပ်တိုးသတ်မှတ်လိုက်တယ်လို့ JNPT စာမေးပွဲကျင်းပရေးကော်မတီမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းကအတည်ပြုထုတ်ပြန်ထားချက်အရသိရပါတယ်။ရခိုင်နှစ်သွေးကကျင်းပခဲ့တဲ့ JNPT စာမေးပွဲများမှာစာဖြေဆိုချိန်စတင်ပြီး10မိနစ်အတွင်းနောက်ကျရောက်ရှိသူများကိုဝင်ခွင့်ပြုခဲ့တော်လဲလာမယ့်ဇွန်လလမှာကျင်းပမယ့် JNPT စာမေးပွဲမှာစတင်ကဝင်ခွင့်ပြုမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။2026ခုနှစ်ဇွန်လ JNPT စာမေးပွဲမှာစတင်ကစာဖြေသူများအားလုံးစာဖြေခန်းတဲ့သို့ရောက်ရှိရမည်ချက်ခင်တိုင်းအချိန်အား N1 N2 level စာဖြေသူများအတွက်နနက်8နာရီမှ8နာရီ45မိနစ်အတွင်း N3 N4 N5 level စာဖြေသူများအတွက်နနက်10နာရီမှ10နာရီ45မိနစ်အတွင်းသတ်မှတ်ထားပြီးအဆိုပါသတ်မှတ်ချိန်များအားစာဖြေသူများရဲ့ test voucher နောက်ကျောပတ်တွင်ချက်ခင်တိုင်းအနေဖြင့်ဖော်ပြထားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်နားချိန်များအပါအဝင်စာမေးပွဲဖြေဆိုချိန်အတွင်းအီလက်ထရောနစ်ပစ္စည်းများမြည်သည့်အမျိုးအစားကိုမျှအသုံးပြုခွင့်မရှိကြောင်းမီလင်းနေသည့်သို့မဟုတ်အသုံးပြုနေသည့်အီလက်ထရောနစ်ကရိယာများအသွေးရှိပါကစာမေးပွဲစည်းကမ်းဖောက်ဖျက်သူအဖြစ်သတ်မှတ်ကစာမေးပွဲရလဒ်ထွက်ရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်။စာမေးပွဲအတွက်မူလသတ်မှတ်ချက်များအပြင်လျှောက်ထားသူတဦးသည်ရခိုင်ကပြင်းထန်သောမတမာမှုများဆောင်ရွက်ခဲ့သည်သို့မဟုတ်ဂျပန်ဖောင်ဒေးရှင်းမှစီစဉ်သောစာမေးပွဲများ JFT Basic အပါအဝင်တွင်ထိခိုက်နစ်နာမှုဖြစ်စေခဲ့သည်ဟုသတ်မှတ်ပါကဂျပန်ဖောင်ဒေးရှင်းအနေနဲ့ JNPT စာမေးပွဲဝင်ခွင့်ကိုပယ်ဖျက်နိုင်တဲ့စည်းကမ်းချက်ကိုလည်းတိုးမြင့်သတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်။